နိုင်ပွဲကိုစီလိုအပ်နေကြတဲ့ချက်စီနဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါ Eagle Football Channel မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့ပွဲကတော့ကမ္ဘာ့ချန်ပီယံနဲ့အင်္ဂလန်ချန်ပီယံတို့ထိပ်တိုက်တွေ့ဆုံကြမယ့်ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုစနေနေ့ည7:00 နာရီမှာကစားမှာဖြစ်ပါတယ်ပရီးမီးယားလိပွဲစဉ်9ပြီးသွားရင် International Break နိုင်ငံတကာပွဲစဉ်တွေရှိတဲ့အတွက်နိုင်ငံတကာပွဲစဉ်မတိုင်ခင်အကောင်းဆုံးကြည့်ရမယ့်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့သုံးသက်ချက်ကိုစလိုက်ကြအောင်ဗျာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီနှစ်သင်းကလက်ရှိခြေစွမ်းရအကောင်းဆုံးအနေအထားမှာရှိမနေဘူးချက်စီအသင်းကပရီးမီးယားလိ3ပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီးမှချန်ပီယံလိမှာဘင်ဖီကာကိုနိုင်ပွဲပြန်လည်တွေ့ရှိခဲ့တယ်ဘင်ဖီကာကိုအနိုင်ရခဲ့တဲ့အတွက်လီဗာပူးကိုအိမ်ကွင်းမှာအခန့်ဖို့အတွက်လိုအပ်တဲ့စိတ်ဓာတ်ရသွားတယ် mentality high သွားတယ်လို့ပြောလို့ရတယ်အများစုလီဗာပူးကိုခရစ္စတယ်ပဲလီနဲ့ရှုံးတယ်ကလာတာဆေးကိုချန်ပီယံလိမှာရှုံးပြီးတဲ့နောက်မှာချက်ချင်းခြေစွမ်းထိုးကြသွားတယ်ဘာညာပေါ့ပြောကြတယ်တကယ်တော့လီဗာပူးကနှင်းမြင်ညပြောက်ခြေစွမ်းထိုးကြတာမျိုးတော့မဟုတ်ဘူးဗျဒီရာဒီမှာလီဗာပူးကယာဒီအစားရရုန်းကန်နေရတာဗျဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်ကျွန်တော်တို့အချက်လက်တွေကိုတစ်ချက်ကြည့်အောင်လီဗာပူးကယာဒီအစားမှာအင်္ဂလိပ်ရှိမှာ FA Cup Final ဖြစ်တဲ့ Crystal Palace ကိုလန်ဒန်မြို့ Wembley Stadium မှာကန်တယ်ပွဲချိန်တွင်လီဗာပူးက 2-1 နဲ့အသာစီးရပြီးတော့88မိနစ်မှာစားရဲ့ခြေပါကိုကြောင့်တူတည်ရလက်ထွက်ပေါ်ခဲ့တယ်ပနတီမှာ3-2ရလက်နဲ့လီဗာပူးရှုံးနေခဲ့တဲ့ဆက်လက်တို့ဘာလို့အကုန်ပနတီလွဲချော်ကြတာပေါ့ဗျာကဲအနောက်ပရီးမီးယားလိပွဲစဉ်စတယ်ပရီးမီးယားလိပွဲစဉ်တင်မှာဒီယာဒီခြေစွားနေတဲ့ပုံမောက်တင်ကိုအိမ်ဝင်းမှာအခန့်ရတယ်တစ်ဖက်2ဂိုးစီတည်ရကြခဲ့ပြီးတော့88မိနစ်မှာခြေစားတကိုးသွင်းနဲ့မိနစ်90ပြည့်လို့အချိန်ပို4မိနစ်မှာဆာလတ်ကတကိုးသွင်းတယ်လီဗာပူးတို့နောက်ကျသွင်းဖို့နဲ့အနိုင်3မဲ့ရခဲ့တယ်ပြီးတော့ပွဲစဉ်နှစ်ကိုရောက်တော့နျူကာဆယ်ကိုအိမ်ကွင်းမှာနျူကာဆယ်အိမ်ကွင်းမှာတွားရောက်ပြီးတော့ရှင်ပြရတယ်မိနစ်90မှာတစ်ဖက်2ဂိုးစီတည်ကြပြီးတော့မိနစ်90မှာလူစားဝင်လာတဲ့ကပိုးနေရာမှာလူစားဝင်လာတဲ့ရီယိုမိုဟာဆိုတဲ့ခြာတိတ်ကလေးကဆက်လက်ရဖန်တီးပေးမှုကနေပြီးတော့အချိန်ကို10မိနစ်မှာတကိုးသွင်းယူသွားပြီးတော့ပရီးမီးယားလိပွဲစဉ်နှစ်မှာလည်းအနိုင်3မဲ့ရခဲ့ပြန်တယ်ပရီးမီးယားလိပွဲစဉ်3မှာတော့အာဆင်နယ်ကိုအန်ဖီမှာအခန့်ရတယ်နှစ်ဖက်တွင်းကိုရဖို့ခက်ခက်စားနေရတာနေပြီးတော့83မိနစ်မှာဆိုစလိုင်းလက်ပါတီတယ်လုံးနဲ့ထားတဲ့ဖိကရာနဲ့အနိုင်ကိုနဲ့အတူ1-0ဆိုတဲ့ရလက်နဲ့အနိုင်3မဲ့ရယူခဲ့ပြန်တယ်ပွဲစဉ်လေးရောက်တော့ဘန်လီကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရတယ်အပွဲမှာခိုးရဖို့ရုန်းကန်နေရပြီးတော့မိနစ်90ပြည့်လို့အချိန်ပို9မိနစ်မှာဆာလက်ကပနတီကနေပြီးတော့အနိုင်ကိုသွင်းပြီးတော့ G1 ဆိုတဲ့ရလက်နဲ့အနိုင်3မဲ့ရခဲ့ပြန်တယ်ပွဲစဉ်ကမှာအေဗာတန်ကိုအိမ်ကွင်းမှာခက်ခဲကစားပြီးမှ2-1ဆိုတဲ့ရလက်နဲ့အနိုင်3မဲ့ရခဲ့ပြန်တယ်အဲ့တော့လီဗာပူးအနေနဲ့ပရီးမီးယားလိယာဒီစ5ပွဲလုံးအနိုင်ပွဲဆက်ခဲ့တယ်ဆိုပေမဲ့လည်းခြေစွမ်းအသာကိုအသာနဲ့အသာစီးရပြီးတော့အနိုင်ရခဲ့တာမျိုးတော့မဟုတ်ဘူးဗျ5ပွဲလုံးကိုခက်ရုန်းကန်ကစားပြီးတော့မှအနိုင်ပွဲတွေဆက်ခဲ့တယ်ဒီယာဒီလီဗာပူးအတွက်စတာပွဲစဉ်6ဗျပွဲစဉ်6မှာတော့ယာဒီစာ community ရှိရမချေပွဲအနေနဲ့ Crystal Palace ကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရတယ်ဒီကတော့လီဗာပူးတို့ဒီယာဒီရဲ့ပရီးမီးယားလိပထမဆုံးရှုံးပွဲကိုတွေးတယ်လို့ပြောရမယ်မိနစ်90ပြည့်လို့အချိန်ပို9မိနစ်မှာ Crystal Palace ရဲ့အနိုင်ကိုကြောင့် TBR ဒီပရီးမီးယားလိပထမဆုံးရှုံးပွဲကိုတွေးခဲ့ရတယ် Crystal Palace ကိုရှုံးပြီးတဲ့နောက်မှာချန်ပီယံလိမှာလည်းကလာတာဆေးကိုအဝေးကွင်းမှာဆက်ပြီးတော့ဒူထောက်ရှုံးပေးခဲ့ရပြန်တယ်ကလာတာဆေးနဲ့ပွဲမှာဆိုလို့ရှိရင်တစ်ဖက်ကအိုစီမန်ညံ့လို့ပဲပြောရမယ်လီဗာပူးတို့ပေးရတယ်အပိုင်းခွင့်ရအများကြီးရှိတယ်တစ်ဖက်ကအိုစီမန်ရဲ့အဆုံးသက်မသေးချာမှုကြောင့်ဒါစီဝမ်ဆိုတဲ့ရလက်နဲ့ပဲရှုံးပေးခဲ့ရတာပေါ့ဗျာကဲဆိုတော့လီဗာပူးကနောက်ဆုံး2ပွဲဆက်ရှုံးပွဲနဲ့အတူစတန်ဖို့ဘရစ်မှာသွားပြီးတော့ကစားရမယ်ကျွန်တော်တို့နှင်းမြင်ညပြောက်ဖြစ်သွားတဲ့အတင်အချက်စီးဗျချက်စီးကဒီယာဒီမစခင်ကလပ်ဝါကတ်မှာပြခဲ့တဲ့ခြေစမ်းကိုကြည့်ပြီးတော့ကျွန်တော်တို့တွေးခဲ့တာချက်စီတော့ပြန်လာပြီးဘာညာပေါ့ချက်စီခြေစမ်းတော်တော်ကောင်းတယ်သူကကလပ်ဝါကတ်ဖိုင်နယ်မှာလက်ရှိဥရောပရဲ့ချန်ပီယံဖြစ်တဲ့ PSG လို့အသင်းကြီးကိုပမာပိုင်းမှာတင်3-0ဆိုတဲ့ရလက်နဲ့အသာစီးရခဲ့တယ်အိုဘာမာ2ဂိုးဂျာအိုပက်ထရိုက1ဂိုးပြီးတော့ဒုတိယပိုင်းဒီရလက်နဲ့ပဲ FIFA World Cup ချန်ပီယံဖြစ်ခဲ့တယ်ပေါ့ဗျာယာဒီပရီးမီးယားလိယာဒီစာ၄ပွဲမှာချက်စီတင်းနေနဲ့အနည်းငယ်အဆင်ပြေတယ်လို့ပြောရမယ်2ပွဲနိုင်2ပွဲတည်နေအဆင်ပြေတယ်5ပွဲမြောက်ပရီးမီးယားလိ5ပွဲတော့ချန်ပီယံလိမှာတော့ဘိုင်ယန်မြူးနစ်နဲ့စတွေ့တယ်ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိမှာ3-1ဆိုတဲ့ရလက်နဲ့ရှုံးပေးခဲ့တယ်အနောက်ပရီးမီးယားလိမှာမန်ယူထပ်ရှုံးတယ်5မိနစ်မှာပဲ Robert Sanchez အနီကထိရဲ့10ယောက်11ယောက်ဆိုတဲ့ပုံစံဖြစ်သွားပြီးတော့
ပထမပိုင်းမှာလည်း Manchester United က 2-0 ဆိုတဲ့ရလဒ်နဲ့တာစီရခဲ့တယ်ပထမပိုင်းအချိန်ပိုပြောမှာနော်ပထမပိုင်းအချိန်ပိုမှာ Casemiro 2 ဝါတရီနဲ့ထုတ်ခံပြီးတော့ဒုတိယပိုင်းမှာ10 ယောက်ဆိုတဲ့ကစားပြန်ကစားရတယ်10 ယောက်မှာ Chelsea ကကစားကွက်အသာစီးရနိုင်ပေမဲ့နိုင်ပွဲတစ်ပွဲအတွက်လိုအပ်တဲ့သွင်းဂိုးတွေပြန်လည်ဖော်ဆောင်နိုင်ခြင်းတော့မရှိတော့ဘဲနဲ့2-1ဆိုတဲ့ရလဒ်နဲ့ရှုံးပေးခဲ့ရတယ်အဲ့နောက် Premier League ပွဲစဉ်6မှာ Brighton ကိုအိမ်ကွင်းမှာအခန့်နေအန်ဆိုရဲ့ဦးဆောင်ဂိုးနဲ့သူဦးဆောင်နေတယ်53မိနစ်မှာချက်စီရဲ့နောက်ခံလူဖြစ်တဲ့ Charlo Bash ကတရားအနီကန်နဲ့ထုတ်ခံရတယ်88မိနစ်မှာ Webback ရဲ့ခြေပါကိုကြောင့်1-1တည်ဖြစ်တယ်ကျွန်တော်ကတော့အပွဲကို1-1နဲ့ပြည်ပြီးလို့ထင်ခဲ့တာဒါပေမဲ့မိနစ်90ပြည့်လို့အချိန်မူ17မိနစ်မှာ2ဂိုးပြန်ပြီးတော့ခွင့်ပြုခဲ့ရတယ်92မိနစ်မှာ2ဂိုး100မှာ2ဂိုး Brighton 2ဂိုးသွင်းပြီးတော့ 1-3 ဆိုတဲ့ရလဒ်နဲ့ချက်စီကိုရှုံးပွဲဆက်ခဲ့ပြန်တယ်ဒါပေမဲ့နောက်ဆုံးချန်ပီယံလိမှာဘင်ဖီကာကိုအိမ်ကွင်းမှာ 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ဒီပွဲကသူတို့ကံကောင်းလို့ပဲနိုင်နေလို့ပြောတစ်ဖက်ကသူတို့ရဲ့လက်ချန် coach တယောက်ဖြစ်တဲ့မော်ရင်ဟိုဦးဆောင်လာတဲ့ဘင်ဖီကာကိုအိမ်ကွင်းမှာအခန့်ရတာဆိုတော့ထင်သလောက်တော့မလွဲနေဘူးပေါ့ဗျာဒါပေမဲ့ 1-0 ဆိုတဲ့ရလဒ်နဲ့သူတို့အနိုင်ရခဲ့တယ်အဲ့တော့ဒီပွဲမှာရတဲ့ဟာသူတို့လီဗာပူးစတန်ဖုတ်ဘရစ်မှာအခန့်ဖို့အတွက်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူတို့စိတ်သက်ခွန်အားတက်သွားမယ် mentality high သွားမယ်လို့ကျွန်တော်တို့မြင်နေအဲ့တော့ကျွန်တော်တို့ပေါက်ကြေးလေးကိုတစ်ချက်သုံးသက်ကြည့်အောင်လီဗာပူးကတည်တဝက်ရှုံးပေးထားတယ်ခန်းစစ်ပိုင်းမှာပြဿနာဖြစ်နေတဲ့ Chelsea အတွက်အတွင်းကိုပေးရဖို့များတယ်လို့ပေးထားပုံတော့ကြားတယ်ဒါပေမဲ့ Stamford Bridge မှာဖြစ်တဲ့အတွက်အလောက်ကြီးတော့လွယ်ကူးနေမှာမဟုတ်ဘူးနောက်ဆုံး၄ရာသီကိုပြန်ကြည့်ရမယ်ဆိုရင်လီဗာပူးက Chelsea ကို Stamford Bridge မှာအနိုင်ရမထားဘူး3ပွဲနိုင်3ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ Chelsea ကအနိုင်အသာစီးရထားတယ်မနစ်ကတော့လီဗာပူးကဖလားရတော့ပြီဖြစ်တဲ့အတွက် Chelsea ကအမှတ်လိုနေတာကြောင့်လေဒီပွဲက 3-1 ဆိုတဲ့ရလဒ်နဲ့ Stamford Bridge မှာ Chelsea အနိုင်ရခဲ့တယ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လီဗာပူးက Stamford Bridge မှာ4ရာသီပွဲနိုင်ပွဲပြတ်ဆုံးနေတာတော့အမှန်ပဲကိုပေါင်းကြီးကိုကျွန်တော်တို့တစ်ချက်သုံးသပ်ကြည့်လိုက်အောင်ကိုပေါင်းကြီးမှာဆိုရင်3အနှုတ်30 3လုံးတည်သဘောမျိုးအဲ့တော့သွင်းကို4လုံးမဖြစ်နိုင်ဘူးဆိုတဲ့သဘောအကြောင်းကျွန်တော်ကတော့ဒီပွဲကတည်ဝဲဖြစ်ဖို့များတယ်လို့သဘောရတယ်အကြောင်းကျွန်တော်ကတော့တည်ရခဲ့ရင်တော့တဝက်ပျော်ရွှင်ခွင့်ရမယ်အင်ရှင်ချက်စီအသင်းကိုသဘောကျမိပါတယ်ဆုံးဖြတ်ကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘောလုံးသတင်းအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ချင်ပါတယ်အားလုံးပဲအားရအေးချမ်းသောနေ့လေးတစ်နေ့ဖြစ်ပါစေ